အားလုံးပဲမင်္ဂလာပါ Homemade Electronic ကနေကြိုဆိုပါရစေ TV တွေဈေးဝယ်တွေအရင်မေးကြတဲ့ TV တွေကမှာ Skywon ရဲ့50-55 TV တွေကျမတို့ Homemade Electronic ရန်ကုန်ဆိုင်မှာပစ္စည်းလေးရောက်ထားကြအောင်မိတ်ဆက်ပေးတာဖြစ်ပါတယ်အရေးတော့ကတော့အရင်ကိုနေတဲ့အတွက်ပစ္စည်းလေးတွေကတော့အမြဲဆုံးဝယ်ယူနိုင်မှာပဲဒါရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုရောက်ထားတာတွေကတော့ဒါ Google TV တွေပစ္စည်းရောက်ထားဖြစ်ပါတယ်လက်ရှိမှာရှေ့မှာဒါစမ်းထားတာကတော့လက်မ50ပေါ့နော်လက်မ50 TV ကိုအခုလောလောဆယ်စစ်ဆေးနေရမှာဖြစ်ပါတယ်အဲ့တော့လိုအပ်လို့ဝယ်ယူခြင်းနေဆိုလို့ရှင်တော့ Homemade Electronic ရဲ့ဆိုင်ဖုန်းနံပါတ်ဖြစ်တဲ့09599999ကိုဆက်သွယ်ပြီးတော့မှာယူနိုင်တယ်လို့ Homemade Electronic ရဲ့ hotline ကနေလည်းဆက်သွယ်ပြီးတော့မှာလို့ရပါတယ်မန္တလေးဆိုင်တွေကိုတော့မကြခင်မှာရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကြိုပြီးတော့မှာထားခြင်းနေဆိုလို့ရှင်တော့ hotline ဖုန်းနံပါတ်တွေကနေပဲဖြစ်ဖြစ်ဆိုင်ရဲ့ showroom ဖုန်းတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့မှာယူထားနိုင်ပါပြီရှင်ဒါကတော့လက်မ50 TV တွေကသူ့ရဲ့ system လေးထဲမှာပါဝင်တဲ့ဒီ memory နဲ့ Android version လေးတွေကိုပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ဒါ Android version 40ပေါ့နော် Android version 40နဲ့လာတယ်ပြီးရင်အခုဒီမှာဆိုလို့ရှိရင်သူက storage တစ်ချက်ပြပေးခြင်းနဲ့ပေါ့နော် storage ကဒီကောင်ဆိုလို့ရှိရင်11 GB ထိပေါ့နော် storage ရထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် total space က11 GB ထိဖြစ်တဲ့အတွက်ဒီ set မှာဆိုလို့ရှိရင်ပို့ပြီးတော့အရင်ထက်သုံးရတာပို့ပြီးတော့တွက်လာနိုင်ပါတယ်